makeup mist ပေါ့နော် makeup mist တို့ setting spray တို့အဲ့ဒါတွေကတုံးတာကောင်းလားတဲ့ကောင်းတယ်ဆိုတော့ကြိုက်တယ်ပေါ့နော်ကျမဆိုရင် Clio ပေါ့နော် Clio ဆိုရဲတစ်စိတ်လေးလဲကြားဘူးကြမယ်သူကဟိုပါပဲ Korea brand ပဲ Korea brand ကိုမှသူကနေသူစီကဟာတွေက packaging အရန်လှရယ်ကွာသူကထုတ်လိုက်တဲ့အဲ့လို cushion တို့ပါလို့ဆိုရင်ဒီ Clio ပေါ့ဒီဟာကိုအခုအိမ်မှာဒါပဲကြံတော့တယ်အိမ်မှာရှိတော့ဘူးပေါ့နော်အသက်ရှာဝယ်ရမယ်ဟိုရဲ့ဟာဆိုသူ့ရဲ့ packaging ကတအား cute လေကွာတိလားဟိုဒီလိုမျိုး packaging လေးတွေပါတယ်ဒါ makeup faces ပေါ့နော်သူက mist time makeup faces ပေါ့နော်သူက that keeps the makeup in place for a long time အဓိကဒီဟာတွေရဲ့ benefits ကဘာလဲ makeup ကို long lasting ဖြစ်စေမယ်နောက်ပြီးကြလို့ရှိရင် glow နေမယ်ပေါ့နော်ပြီးရင် makeup look ကလေးကလုံးဝတိုက်ရက်နေမှာကွာအဲ့လိုပုံစံမျိုးအဲ့လိုမျိုး result ကိုကြိုက်တာဖြစ်တဲ့အတွက်ကြောင့်အဲ့လို makeup ဒီလို mist တွေပါတွေဆိုတာအဲ့လိုမျိုးသုံးတယ်အမှန်တကယ်ကတော့ design 2မျိုး3မျိုးအဲ့လိုတူတူသုံးချင်သေးရပါတော့ဒါပေမဲ့အခုအိမ်မှာတကယ်ကိုကြံနေတာဒါပဲကြံတာပါဆိုတော့ဟိုတနေ့က live ထဲမှာတော့ဒါလေးဖြန့်ပြလိုက်သေးရပေါ့နော်ကျမဟိုတနေ့က live စမ်းလွှင့်လိုက်သေးတယ်ဒါလေးကကောင်းတာဆိုကောင်းတာပေါ့သူကမှွေးတာမှာအမှွေးနဲ့တော်တော်မှွေးတယ်သူ့ရဲ့အမှွေးနဲ့အဲ့လိုအသီးနှံလိုမျိုးနဲ့အသီးနှံလိုမျိုးမှာအသီးနှံနဲ့အမွှေးရနဲ့ကို mix ထားတဲ့ပုံစံမျိုးလေးပေါ့နော် Clio ကသူကဈေးလေးတွေတော့နည်းနည်းကောင်းတယ်ဒါပေမဲ့သူက quality လည်းကောင်းတယ်သူဆရာ product လေးဆိုရင်တနေ့ကုန်ဒီဟာလေးဖြန်းထားရဆိုလို့ရှိရင် makeup ကတနေ့ကုန် long last လည်းဖြစ်တယ်ပြီးလို့ရှိရင်ကိုကကြွလေးဖြစ်နေရပေါ့နော်ပြီးတော့အခုလိုမျိုးပြန်ပြီးတော့ makeup ဒါဆိုရင်လိမ့်ထားတာ3နာရီလောက်ရှိပြီကွာဒီ makeup ကဒါပေမဲ့ဒီလိုမျိုးပြန်ဖြန်းလိုက်တဲ့အခါမှာကျတော့သူက fresh ပြန်ဖြစ်သွားတယ်လူကပြန်ပြီးတော့အဲ့လိုမျိုးဟို fresh ဖြစ်သွားတယ်ဒီလိုဖြန်းလိုက်တယ်ချိန်မှာအဲ့တော့ကိုကရုံးသွားတာចောင်းသွားတာဘာညာတရကပေါ့အဲ့လိုမျိုးအပြင်မှာကိုကအကြိုင်းနေရတယ်ဆိုရင်တော့ဒီလို makeup ဒီတစ်စိတ်မရမဟုတ်ပါဘူး makeup spray တစ်ခုကတော့လိုတယ်လို့တော့ထင်တယ်နောက် makeup look ကို तू ကအဲ့လိုမျိုး long last ဖြစ်အောင်လုပ်ပေးထားတယ်အာနီးတင်ရပေါ့နော်အဲ့ဒါရင်းနဲ့ makeup facer တွေနောက်အဲ့လိုမျိုးmakeup mist တွေ spray တွေကတုံးရတာတက်ပါတယ်makeup လိမ့်ပြီးတော့နောက်ဆုံး final step မှာဖြန်းပေးရင်သူကရပြီပေါ့နော်မျိုးပို့ပြီးတော့တုံးဖြစ်တယ်ပေါ့နော်ဒါကတော့အခုလက်ရှိတုံးနေတဲ့ makeup facer လေးကို update လုပ်ရင်းနဲ့ကျွန်မ color လေးရိုက်တာပါကျွန်မနောက်ထပ် makeup mist တွေလည်းထပ် try ဖို့ရှိတယ်ဝယ်အောင်မှာဒါတပူးနောက်ဆုံးတစ်ခုကိုဖောက်လိုက်ရဖြစ်တဲ့အတွက်အိမ်မှာ stock မကြံတော့တဲ့အတွက်စိတ်ကsecure ဖြစ်မနေဘူးငါမှပစ္စည်းကုန်နေပြီမရှိတော့ဘူးဆိုပြီးတော့ပေါ့နော်အဲ့တော့ makeup facer makeup mist နောက် makeup spray setting spray အဲ့လိုမျိုးဟာတွေကိုတုံးတာကောင်းပါတယ်အင်လီယိုလေးအကြောင်းကိုလာပြောပြရင်လည်း vlog လေးရိုက်လိုက်တာပါ see you